ကောင်းတော့နော်ကောင်းနေတယ်မကောင်းတော့ပို့ချအဲ့ဒီမှာတွေ့လားအဲ့ဒီချိုးရမှာပြငါပြအဲ့မှာကြည့်အဲ့ဒီမှာတော့ပေးထားတာကြည့်လိုက်ဒီမှာပွေကောင်းဒီ B အုပ်စုဆိုတာဒီအုပ်စုပြောတာဒီအုပ်စုပြောတာ B အုပ်စုဆိုတာဒါ A အုပ်စုဒါ B အုပ်စုပြောတယ်အဲ့ရနေသူက point လေးတွေသူပေးထားလိုက်ဘူး GF GR GF ODD event တက်လားတွေ့အဲ့ဒါလေးကိုခွဲတန်းရရနော်ခဏပို့ချပြမယ် C group ဒီ C အုပ်စုကိုပြောတာ C watch channel လေးကိုလဲ C က1 2 3 4 5 6 1 2 3 4 5 6တက်လား C အုပ်စုပြီးသွားပြီပြီးလို့ရှိရင်ပါလာလဲနောက်တစ်အုပ်စုနော် C အုပ်စုပြောတာ VJR VJF ODD event VSD result နော် VCon FB VCon တော့ဘာလဲမသိဘူးပြီးတော့မှ V12 ပါညာလာလိုက်မယ်အဲ့တော့ဒီအုပ်စု၃စုပဲအဲ့တော့ကိုကသိရမှာကအခုဖြစ်နေတဲ့ကောင်ယောဂသည်ကောင်းလဲမကောင်းလဲဆိုတာဘာပြောတာလဲဆိုတော့ V on နဲ့ V event ကိုတို့ကလုပ်ပြရတော့မယ်ပြင်ပြရအောင် VJR VJR ဒါ V on နဲ့ V event ဟုတ်ပြီနော်ဒီနှစ်ခုကတို့လက်ရှိပြုပြင်ရမယ် case တစ်ခုရဲ့တကယ်မူရင်းပေါ့နော်ဒါအဓိကလုပ်ပြရမယ်နှစ်ခုပို့ဆိုင်တာခေမီကကြီးမစောင်းနေဘူးကွာနော်ဒါတော့ကောင်းလဲဖြစ်သွားတယ်ကောင်းလဲဖြစ်သွားနော်ကောင်းပါပြီတော့ဒီမှာဒါလေးရှင်းပြမယ်လားသူက ODD နဲ့ event အဲ့တော့ ODD နဲ့ event တို့ရဲ့ AG panel မှာတို့ရှိရင် ODD နဲ့ event ဒီအပေါင်းတစ်လက်အနှုတ်တစ်လက် ODD မှာအပေါင်းဖို့ရောက်နေ event မှာအနှုတ်ဖို့ ODD မှာအနှုတ်ဖို့ရောက်နေ event မှာအပေါင်းဖို့အဲ့တော့ခုနကရုပ်ပုံလေးတွေကိုတန်းကြည့်ဗာသိနိုင်မယ်ဆိုတော့ ODD မှာအပေါင်းဖို့မှာကောင်းနေတာလားအနှုတ်ဖို့မှာကောင်းနေတာလားခွဲခြားရမယ်အကယ်ကို ODD မှာအပေါင်းဖို့မှာကောင်းတယ် ODD ကိုအပေါင်းဖို့ပေးလိုက်ပေါ့နှုတ်ဖို့မှာကောင်းတယ်ဆိုရင်နှုတ်ဖို့ပေးလိုက်ပေါ့ဒီဘောကတာပါလေဒါလို့ရှိရင်ရုပ်ပုံကောင်းတာရပြီနော်ဒါ32လက်မှာ AG လေးဘယ်လိုကူလေးပါပဲဒါလို့ရှိရင် AG မှာဒီပုံတင်းရောရတာဘယ်လိုလဲနော်โอเค